လူရှိကြချင်းနေပြောပါကိုခံစားနေထားပါမဟမ်ချင်းနေဟာတို့ကအဲ့လိုမိဘမဲ့အကြောင်းနေမှာညှက်တယ်ဆိုလို့ရှိရင်ရိုးရာရှိရလေဘယ်လိုညှက်ရမှတ်မိလားဟမ်ကျောင်းသားကြီးရိုးရိုးဘေးခွဲအမြင့်ပုံသေးနီးနေသွားတာအဲ့မဲ့ခုကကျတော့ကလေးတွေကဟိုတစ်လနှစ်လသုံးလကြောင်းသပင်လေးတွေရှေးလာအဲ့အရှေးပေါ်မှာပဲအပွားသပင်တွေကိုမတူဘဲနဲ့အောက်ကဖောင်ဒေးရှင်းလေးတွေနဲ့အပွားဟာလေးတွေနဲ့လိုက်ဖက်အောင်ပဲလုပ်သွားကြဟုတ်ခွဲခြားဆေးပြမှုလေးတွေအားနေရင်တော့လုံဆောင်ချက်လေးတွေမေ့သွားတာအဲ့ဒါမကောင်းမို့ကောင်းတယ်ဒီနေ့မှနည်းနည်းလေးအာရုံစိုက်မယ်နော်မနေ့တော့လောက်အထိလေမကြာနဲ့မကောင်းဘူးလေတရက်ထဲနဲ့ပြန်မှလူလဲပန်းတယ်အချိန်လဲကုန်နောက်တစ်ခုကငါကလေးမိုင်းလေးတွေဟိလားတောဆူမူလေးတွေအဲ့ဒီမှာဆိုကလေးတွေပြေးရတာကိုအဲ့တော့စိတ်မရှိလို့လည်းမရဘူးစိတ်ရှိမှညှက်ရမှာလေအယောင်းဝယ်စကားနဲ့ပြောမယ်ဆိုရင်မင်းတို့ကလာဝယ်တဲ့သူငါတို့ကရောင်းတဲ့သူမင်းတို့ဝယ်ပြီးပြန်သွားလို့ရှိရင်ငါတို့ကရောင်းပြီးသွားရင်ပြီးသွားဒီကိစ္စတွေကဒါပေမဲ့ငါတို့ကအဲ့လိုစိတ်မျိုးမမွေးနိုင်ဘူးနော်အဲ့တော့မှားတဲ့ဟာလေးတွေကိုမှားတယ်လို့ထောက်ပြတဲ့အချိန်မှာကြောက်တာတွေရှိန်တာတွေလန့်တာတွေမတက်လာရက်လို့လက်တွေတုံတာတွေမလုပ်ပါနဲ့ငါတို့ရှိရလို့စိတ်ထဲမှာမတွေးနဲ့ဒါမှမင်းတို့ရဲ့လက်စားတွေကတိုးတက်မှာမင်းတို့ရဲ့စိတ်ခံစားချက်တွေကပြောင်းလဲမှာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီအကျင့်တိုင်းအယိုးဆွဲသွားပြီဆိုလို့ရှိရင်မင်းတို့ကိုယ်လုပ်ငန်းဝင်ထဲမှာကိုရောက်သွားပြီဟေ့ဆိုလို့ရှိရင်မတိုးတက်တော့